2025 ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ဂျပန်နိုင်ငံမြောက်ပိုင်းဒေသမှာစကေး9.6ရှိတဲ့ငလျင်လှုပ်ခဲ့တာကြောင့်အမြင့်10ပေကျော်ရှိတဲ့ဆူနာမီလှိုင်းတွေကြားရောက်နိုင်တယ်လို့ဂျပန်အစိုးရကအရေးပေါ်ကြေညာထားပါတယ်။ဂျပန်ငလျင်စောင့်ကြည့်ရေးအဖွဲ့ရဲ့ပြောဆိုချက်အရဂျပန်နိုင်ငံမြောက်ပိုင်းကပင်လယ်ပြင်မှာငလျင်ကြီးလှုပ်ခဲ့တာကြောင့်ဟိုကိုက်ဒို၊အီဝါတီ၊အာမိုရီကမ်းခြေတွေကို10ပေကျော်တဲ့လှိုင်းတွေဝင်ရောက်လာနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဂျပန်အစိုးရကအရေးပေါ်သတိပေးချက်တွေဆက်တိုက်ထုတ်ပြန်နေတာကြောင့်ဂျပန်မြောက်ပိုင်းဒေသမှာတွားရောက်လုတ်ကင်နေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းသတိထားစောင့်ကြည့်နေထိုင်သင့်ပါတယ်။အင်အား9.6စကေးရှိတဲ့အေယာမငလျင်ကြီးဟာဒီဇင်ဘာလ10ရက်နေ့ဂျပန်စံတော်ချိန်ည7:00နာရီဝန်းကျင်မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးရင်းအရှိန်ကြောင့်3မီတာကျော်တဲ့ပင်လယ်လှိုင်းကြီးတွေဝင်ရောက်လာဖွယ်ရှိနေတာပါ။အဆိုပါငလျင်ကြီးဟာမိုင်90ကွာဝေးတဲ့ဂျပန်မြောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှာလှုပ်ခတ်